Hello ခဏနေကြရင်ညနေကြရင်ပေါ့နော် Monday market တစ်ချက်သွားကြည့်မယ်ပေါ့နော် Monday market မှာကျတော့သူက fresh farmer market လို့ခေါ်တာပေါ့နော်ဒီချင်းမိုင်မှာဒီဒီအတင်းအနှံနေရတဲ့ market တစ်ခုပေါ့နော်အဲ့မှာမြန်မာအစားအစာတွေလည်းရတယ်လို့ပြောတယ်မြန်မာတွေလည်းများတယ်ပေါ့နော်မြန်မာပြည်ကမြန်မာတွေများတယ်လို့ပြောတယ်အဲ့ဆိုတော့ခဏနေဆောင်တဲ့အခါကျရင်တစ်ချက်သွားကြည့်ပြီပေါ့နော်အခုကဟိုကနေရပူနေတယ်နော်ကနေရပူနေတယ်ဆိုတော့သူကတနာရီကနေပြီးတော့မှ8နာရီထိဖွင့်နေဆိုတော့ဒီမှာကညနေခဏနေ4နာရီခွဲ5နာရီလောက်မှသွားမယ်ပေါ့နော်ဘာလို့ခေါ်မလဲစားနေလို့ဆိုတော့ဝင်လာโอ๊ยလူတွေလည်းဖြစ်ကုန်ပြီဘယ်ညဈေးကိုပြောနေရလဲနဲ့မြန်မာတွေရှေ့နေအောင်ပြောလေ No not that one ငါပြောဒီနာလေးဟာဒါမုံကြီးက10ဘတ်ဒါပတ်20ဒါစီကြီးဒီအိစားလို့ရလားမသိဘူးဖတ်ပြ5ဘတ် Okay ဒီရ20 Okay ပြီးတော့ဒါ5ဘတ်ဟုတ်ပြီပါတယ်ပြီးတော့ဒီမုံလေးတစ်ခု5ဘတ်ဒီရင်တက်ပါတယ်ပြီးတော့ငွေကြီးဒီရတာ10ဘတ်အဲ့ဒါပဲချင်တာပဲ broccoli ကပတ်25ဘတ်ဒါလည်းပတ်20 Okay ဒီလိုတော့ဝယ်ခဲ့120ကုန်သွားပါတော့အဲ့ကိုတွားရင်သူက plastic အရင်ပေးရဲအဲ့ကြောင့်ဒီအိတ်ယူသွားတာမှာ plastic ရလိုက်ခဲ့တဲ့နဲ့ရ3ခု Okay ဒါလည်းတော့ဟောဖြစ်သွားလို့ပေါ့နော်ဒီနေ့ကမဖြစ်သွားလို့တစ်ခု5ဘတ်တော့တန်းနေလို့ပြောရပါဒါပေမဲ့စဉ်းစားကြည့်တော့ဟိုမှာတော့လည်းပါလေ train night market မှာတော့လည်းတစ်ခုကို10ဘတ်15ဘတ်ပဲကြာတာဆိုတော့ဟိုကဟာ share တွေပါလို့ဆိုတော့ဒီပေါ့တနေ့လို့ပြောရပါတယ်ဒါနဲ့သူတိုင်းတာနဲ့တူပါနော် Okay so မစိုးပါဘူးဒီနေ့ Monday fresh market သွားလိုက်တာတန်တယ်လို့ခံစားရပါတော့ဒါပေမဲ့သွားတော့ငါကျတော့သွားတဲ့အချိန်ပုံမတူပါဘူး။သူကသွားတဲ့အချိန်ကလူလည်းများတဲ့အခါကျတော့သွားရတာတူပြီးတော့ဆောက်ရနေစေပြေ။ဆိုင်ကနေသွားလာရပါတယ်။လမ်းလည်းကျတော့လေ။ဆိုင်ကနေသွားရတဲ့ကိစ္စမရှိဘူး။ဒါနဲ့ဆက်ပြီးတော့ရှိ။အဲ့တော့လက်ချက်သွားတာတော့အောင်းတော့ပေါ့နော်။လက်ချက်သွားရင်လည်းသူကလူများ3ယောက်ဆိုရှောက်လို့ရတယ်။တယောက်တည်းဆိုရင်တော့ရှောက်လို့စင်ပြေပါနော်။ Okay
Monday fresh farmer โอเคနောက်တစ်ခုကပါလဲဆိုတော့အိမ်မှာကချင်နေလည်းအများကြီးပဲရှိတယ်ရှမ်းနေလည်းအများကြီးရှိတယ်မြန်မာတွေအများကြီးရှိတယ်အဲ့နဲ့ဒါပေမဲ့ဘယ်ဟာမြန်မာမှဘယ်ဟာရှမ်းမှမပြောချင်ပါထိုင်းလိုပဲထောက်လိုက်ခါလို့ပြောပါဘောနော်အဲ့ဒါဘေးနားမှာခုနကချင်လိုပြောနေတဲ့လူတွေဗမာလိုပြောနေတဲ့လူတွေလုံးဝသိကုန်ဘာလို့သိသွားလဲဆိုတော့ဒီမှာဈေးရောက်တဲ့ဦးလေးကဘယ်ကလဲဆိုပြီးတော့မှအင်္ဂလိပ်လိုမရ Where you from အဲ့ဒါကျမမြန်မာလို့ပြောလိုက်တဲ့ချိန်မှာဘေးနားမှာရှမ်းလို့ပြောနေတဲ့လူတွေရောအရင်တော့ကချင်လိုပြောပြီးဝင်လာတဲ့လူတွေပါသိသွားတော့ကျမစကားဆက်မပြောရတော့သူတို့အစားတော့မိတ်ဆက်မလို့ပေါ့နော် Okay ဒီနေ့ vlog ကတော့ဒီလောက်ပါပဲရှင်တွားရတာကောင်းတယ်ပေါ့နော် fresh ဖြစ်တဲ့အဲ့မြန်မာစာတွေမြန်မာစာပလာတွေရတယ်ဒါပါပဲ bye bye ဆူရှယ်သိစားလို့မကောင်းပါဘူးချူရေးဆိုတော့ကလေးအကြိုက်ပေါ့နော်အသားစိမ့်တဲ့ဟန်စာကြည့်ရတာတိတ်မကောင်းဒါတော့ problem တွေပါဆိုsauceများno not recommendedဈေးမှာလို့တကုံအောင်လားဒီဆူရှီဆိုင်နဲ့ဒီမောင်းဆိုင်နဲ့ဒီမောင်းဆိုင်တော့ဒီမောင်းတော့ကောင်းမှာပေါ့မယ်ဆူရှီဆိုင်ဘာလို့ဒီလိုမအောင်ဘာလို့ဒီလိုမှန်းလဲအဲ့လိုလည်းမကောင်းဘူး